အမျိုးသမီးများမိမိချစ်သူကောင်လေးဟာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အချက်၅ချက်နဲ့ကိုက်ညီတယ်ဆိုရင်သူ့ကိုမြန်မြန်သာလက်ထပ်လိုက်ပါနံပါတ်1သူကမင်းကိုဦးစားပေးတယ်ဒီခေတ်ယောက်ျားလေးတွေကပိုက်ဆံရှာတာကိုပဲအဓိကထားတတ်ကြပါတယ်ဒါပေမဲ့မင်းကသူ့ရဲ့ဦးစားပေးဖြစ်တယ်ဆိုရင်မင်းသူ့ကိုမြန်မြန်သာလက်ထပ်လိုက်ပါသူအလုပ်များနေချိန်မှာတော့မင်းကိုသူ့ဘဝရဲ့အရေးကြီးဆုံးလူတစ်ယောက်လို့ခံစားရတယ်ဆိုရင်ဒါဟာရွှေရတနာတစ်ခုဖြစ်ပါတယ်မင်းကိုတကယ်ချစ်တဲ့ယောက်ျားကမင်းကိုရွေးချယ်စရာတစ်ခုလို့ဆက်ဆံမှာမဟုတ်ပါဘူးနံပါတ်2စကားနဲ့လုပ်ရမှာမင်းကိုလေးစားတယ်မင်းသူ့ကိုအပြစ်တင်နေဆိုရင်တော့လူမဆန်တဲ့စကားလုံးတွေကိုမသုံးဘူးမင်းတတ်မှတ်ထားတဲ့နေနမိတ်တွေကိုတန်ဖိုးထားတယ်လေးစားတယ်ဆိုရင်မင်းရွှေရပြီလို့သာသဘောထားလိုက်ပါတချို့ယောက်ျားလေးတွေကမင်းကလေးတွေကိုလေးစားစရာမလိုဘူးလို့ထင်တတ်ကြပါတယ်ဒါမှားပါတယ်သူဒေါသထွက်နေတဲ့အချိန်တော့မင်းရဲ့အမြင်ကိုတန်ဖိုးထားတယ်မင်းကိုဂုဏ်သိက္ခာရှိရှိနဲ့ဆက်ဆံတယ်ဆိုရင်မင်းယတနာတိုက်တစ်ခုကိုရှာတွေ့ပြီးဆိုတာနားလေသဘောပေါက်ပါလေးစားမှုကတန်ဖိုးကြီးလက်ဆောင်တွေထက်ဟိုချိုမင်ပါတယ်နံပါတ်2ညဉ့်ညူချင်းမရှိပဲမင်းကိုဂရုစိုက်တယ်ယောက်ျားတစ်ယောက်ကမင်းဘယ်လိုနေလဲအစင်ပီလာဆိုပြီးခဏမေးနေတာမင်းရဲ့ရေမှန်းချက်တွေကိုအားပေးနေတာငွေကြေးအထောက်ပံ့လေးတွေပေးနေတာဒါတွေအားလုံးကိုသူ့သဘောနဲ့သူလုပ်နေတယ်ဆိုရင်သူ့ကိုတခြားမျိုးသမီးတွေမယူသွားခင်အမြန်သိမ်းပိုက်လိုက်ပါတကယ်ချစ်တဲ့ယောက်ျားကဂရုစိုက်မှုကိုပြသပါတယ်အခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe and like လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေနံပါတ်4သူအခက်ခဲကြုံတဲ့အချိန်လဲရိုးသားတယ်မင်းအပြစ်ပဲဆိုပြီးအပြစ်တွေလွှဲနေမဲ့အစားသူ့အမားကိုဝန်ခံပြီးခွင့်လွှတ်ဖို့တောင်းဆိုတတ်တဲ့ယောက်ျားမျိုးကိုရွေးချယ်ပါအမှန်ကိုပြောရတာအစင်မပြေတဲ့အချိန်မှာတော့ရိုးသားတယ်ဆိုရင်ဒီလူကိုဘဝတစ်လျှောက်လုံးယုံလို့ရပါပြီယုံကြည်မှုနဲ့ရိုးသားမှုဆိုတာတန်ဖိုးဖြတ်လို့မရတဲ့အရာတွေဖြစ်ပါတယ်နံပါတ်5မင်းကိုလုံခြုံမှုခံစားရစေတယ်ဒါကတော့အကောင်းဆုံးအချက်တစ်ချက်ဖြစ်ပါတယ်မိန်းမတိုက်ကလုံခြုံမှုကိုလိုချင်ကြပါတယ်အထူးသဖြင့်ကိုချစ်တဲ့သူတွေအတွက်ဆိုရင်ရှင်ပြိုင်တာမျိုးဘယ်အမျိုးသမီးမှမလိုချင်ကြပါဘူးသူကမင်းကိုထူးခြားစေတယ်လို့ခံစားတယ်ဆိုရင်သူကမင်းရွေးချယ်တဲ့သူဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာမှာဘယ်နေရာမှာမဆိုသူနဲ့ရှိနေရင်စိတ်ချမ်းသာတယ်ဆိုရင်တခြားမိန်းကလေးတွေသူ့ကိုမမြူဆွေခင်အမြန်ဆုံးသာလက်ထပ်လိုက်ပါဒါကြောင့်မင်းရဲ့ချစ်သူကအထက်ပါအချက်တွေနဲ့ကိုက်ညီနေမယ်ဆိုရင်အချိန်မဖြုံးပါနဲ့တော့တယောက်ကမင်းနေရာယူသွားပါလိမ့်မယ်အခုလိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်See you in the next video